題2では、まず質問を聞いてください。その後、問題用紙を見てください。読む時間があります。それから話を聞いて、問題にမှာကြတော့သူကမိကုန်းရင်လာမယ်ပေါ့နော်မိကုန်းရင်လာပြီးစကားပြောတဲ့ဟာမလာခင်မှာဖတ်ဖို့အချိန်ပေးမယ်လို့ပြောထားတယ်အဲ့တော့မလုံးနဲ့ပေါ့နော်ပြပြတလဲလေးတွေလုပ်ပြီးချာမလို့သူပေးတဲ့အချိန်မှာဖတ်လို့ရသေးတယ်ပေါ့နော်ကြိုဖတ်တာတွေဆော့ဖတ်တာတွေလုပ်ချာမလို့用紙の1から4の中から一番いいものを一つ選んでください。では、始めます。1番、女の学生と男の学生が話しています。男の学生は子供の時、何になりたかったと言っていますか？男の学生です。ကောင်လေးရပေါ့နော်အခုတလောသူကဘာဖြစ်ချင်တယ်လို့ပြောလေတဲ့ခေဆာဆုခံဆိုတာကကြတော့ရေးတာပေါ့နော်ခေခီယာနော်တိုင်ဆိုတာခေဆိုင်ရာဝန်တန်းပေါ့ဘာစနော်တန်ဝန်တန်းရှုဆိုတော့ဘတ်စကာမောင်းတဲ့သူပေါ့ဒါမှမဟုတ်ရစုတိုရဲနော်ဝိတာပေါ့နော်ဝိတာဖြစ်စင်တာလားနားထောင်လို့ဒါတော့ဖတ်ဖို့ချိန်ပေးထားတာအဲ့ဒီချိန်မှာကိုကဖတ်ကြည့်ပြီးလို့ရတယ်ဝန်တိုင်းនេះမှာလောစရာမလိုပြန်စပြီပေါ့နော်佐藤くん、子供の時、何になりたかった？警察官。パトカーが好きで運転したかったんだ。でも今はバスの運転をしてみたいと思っている。そう。車が好きなんだね。私は子供の時、ケーキ屋になりたかったよ。今はレストランのアルバイトをして、うん。楽しいよ。အဲ့တော့သူပြောတော့တဲ့အခါမှာတရားကြခုသုံးမှုတော့ခုတို့မှာကောင်းလေးဖြစ်နေတာခိတ်ဆက်ဆုတ်ခံဒါပေမဲ့အခုကျတော့တော့ဘာဖြစ်နေဆိုရင်ဘတ်ကာမောင်းလေးဖြစ်နေတာဒီအောက်ကနှစ်ခုကကြောင့်ကောင်းမလေးဖြစ်နေတာနော်ကောင်းမလေးဖြစ်နေတာဒါငယ်တုန်းကဒါအခုလုပ်နေတာသူအာလီဘိုက်တို့ဆိုပြောတော့တယ်နော်အဲ့တော့အဖြစ်မဲ့ဘာဖြစ်မလဲနံပါတ်2ဖြစ်မယ်ပေါ့男の学生は子供の時何になりたかったと言っていますか？ခုသုံးမှုတော့ကိလို့ပြောနော်ကလေးတုန်းကဖြစ်နေတာဆိုရင်နံပါတ်12番、携帯電話で女の人と男の人が話しています。男の人は今からどうすると言っていますか？男の人です。လူငုံနဲ့တွေ့မယ်ပေါ့နော်ကောင်းမလေးနဲ့တွေ့မယ်ကောင်းမလေးကိုသွားဆောင်မယ်တကူရှိနဲ့ခိုင်းကျိုးကိုသွားမယ်ခုနကဟိတုနဲ့ဖုံပြောမယ်ပေါ့နော်ဘယ်ဟာもしもし、田中くん？私、まだ仕事が終わらなくて、6時半の約束には遅れそう。ごめん。僕はအဲ့တော့ဒီမှာဆိုလို့ရှိရင်သူတို့ချိန်ထားတဲ့အချိန်ကိုနောက်ကျမယ်လို့ပြောတာပေါ့ချိန်ထားတဲ့အချိန်ကိုနောက်ကျမယ်ဆိုလို့ရှိရင်တဲ့အလုပ်တွေကမပြီးသေးဘူးပဲ早く仕事が終わったからコンサート会場にもう着いたよ。じゃあ近くの喫茶店でコーヒーを飲んで待っているよ。အဲ့ဆိုရင်တော့ခိစားတန်မှာကောင်းလေးကစောင့်နေမယ်လို့ပြောတယ်နော်コンサートは7時からだけど間に合う？あと少しで出られるから、タクシーで行けば大丈夫だと思う。わかった。じゃあ、また電話して。うん。ထပ်ပြီးဖုန်းဆက်လိုက်ပါလို့ပြောတာကွာဒီ3ခုလုံးပါတယ်ဒီ3ခုလုံးပါတယ်မှာကောင်းလေးလုံးမိတ်ဟာကလည်းဖိတ်ဆိုင်မှာ
coffee တောက်နေသူစောင့်မယ်ပေါ့နော်ဒီဟာကကျတော့ taxi နဲ့သွားရင်တော့မှီမှာပါတဲ့ဒါဆိုလို့ရှိရင်လည်းသူကောင်းမလေးကပြီးဖုန်းဆက်လိုက်နော်လို့ပြောတာပေါ့နော်ကောင်းမလေးကိုဖုန်းဆက်ခိုင်းလိုက်တာကောင်းလေးလုံးမဲ့ဟာဒီတစ်ခုပဲရှိတယ်男の人は今からどうすると言っていますか？ 3番、နံပါတ်2က会社で女の人と男の人が話しています。 ကုမ္ပဏီမှာလုပ်ပြောနေ男の人はいつコピーをしますか？ ကောင်းလေးရပဲအချိန်မှာ copy ကူးမှာလဲပေါ့နော်အဲ့တော့ तू ကဒီမှာဖတ်ဖို့အချိန်ပေးထားတယ်ဆိုတော့ဒီနေ့မနက်မှာကူးမှာလားမနက်ဖြန်မနက်မှာလားဒါမှမဟုတ်ဒီနေ့ရဲ့နေ့လယ်လားမနက်ဖြန်ရဲ့နေ့လယ်လားこの資料を200枚コピーしてくれませんか？ အရွက်နေရတော့ကူးခိုင်းတာနော်明日の朝の会議で使うんです。はい、わかりました。 မစ်စီဝေးရမနက်ဖြန်မနက်မှာရှိတာあ、今すぐじゃなくてもいいですよ。はい。今ちょっと忙しいんですが、午前中にはやります。午後、昼休みの後すぐ課長のところへ持って行きます。じゃあ、お願いします。男の人はいつコピーをしますか？အခုကတော့ねသူကချက်ချင်းကူးမယ်ဆိုရင်တော့အလုံးရှုံနေတယ်ပေါ့နော်ဒါမဲ့လေသူကနေကင်းနေ့လယ်ပိုင်းလောက်ဆိုလို့ရှိရင်တော့အပိတက်ပြီးလာဖို့မယ်ပေါ့အဲ့လိုမျိုးပြောတာပြောပဲဒီတရားပြရဖြစ်မယ်နံပါတ်1ဖြစ်မှာပေါ့နော်4番、うちでお母さんと息子が話しています。 ဘုကဆန်နဲ့ညီနဲ့ပြောနေတယ်息子はこれからカバンに何を入れますか？ အဲ့တော့အိတ်ထဲမှာဗာထည့်မှာလေသူပေးထားတာစိုက်တာနဲ့မွစုကိုကထည့်မှာနော်ရေကိုတူဆိုရဲမောကရဲ့ပြီးခါဆာဆိုတီရဲ့တဲပူပူလို့ဆိုရဲလက်အိတ်ရဲ့ပေါ့နော်အရာထည့်မှာလေ明日の山に登る準備はできた？セーター入れた？တောင်တက်ဖို့ပြင်ဆင်တာနော်တောင်တက်ဖို့ပြင်ဆင်တာကိုမစုကိုဆိုတာမာကောနဲ့မှားတော့တယ်မစုကိုကတာနော်သူ့တာသူ့မိရပြစိုက်တာထည့်ပြီးသွားပြီလားうん。必要なものはカバンに全部入れたよ。ထည့်ပြီးသွားပြီ傘も入れた？いらないよ。天気予報ではあさってまで晴れだから。山は天気が変わりやすいから、雨が降るかもしれないよ。そうだね。レインコートを持っていくよ。あ、手袋も入れた？うん。もう入れてあるよ。အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကထီးရယ်ထီးထည့်ခိုင်းတာသူ့မိရလေဆွဲတာထည့်ပြီးသွားလူတိုင်းကိုထည့်ပြီးသွားပြီတဲ့အဲ့ဆိုရင်တဲပူပူကလည်းထည့်ပြီးသွားတယ်ပြောတယ်ခါစားရီသွားမှဆိုတောင်တက်တာကြီးကခါစားရီအစမပြေ rain coat လောက်ဆိုတော်သေးရလို့ပြောတာဘူးအဲ့တော့အဖြစ်မဲ့息子はこれからカバンに何を入れますか？ 5番、女の学生と男の学生が話しています。女の学生はどうしてアルバイトをしますか？女の学生です。အဲ့တော့ကျောင်းသူကဘာဖြစ်လို့အလုပ်ဘိုက်တူလုပ်မှလဲဒီကိုရှိစလို့တာမယ်ဆိုတော့အိမ်ပြောင်းဖို့တော့ဒါမှမဟုတ်ရှင်အမေကို present ဝယ်ပေးဖို့ဒါမှမဟုတ်ရှင်ဖတ်စုပ်ကိုအသေးဝယ်ဖို့ပေါ့နော်ဒါမှမဟုတ်ရှင်တငယ်ချင်းနဲ့ရေပူဆန်းသွားဖို့ပေါ့ဘာဖြစ်လို့လူပတ်တိုင်းကြောလုပ်မှလဲ加藤くん、夏休みはアルバイトする？うん、するよ。引っ越しする予定なんだ。それに、新しいパソコンも欲しいし、お金がかかるんだ。そう。私も今年の夏休みはアルバイトするつもり。山田さんも？うん。
母の誕生日にプレゼントをあげたいんだ。そうなんだ。何をあげる予定？旅行のチケット。温泉が好きだから。အဲ့တော့သူပြောရတယ်မှာဆိုရင်အပေါ်ကနှစ်ခွက်ကောင်းလေးသွားကောင်းလေးလုံးမဲ့ဟာတွေအောက်ကနှစ်ခုကမှကောင်းမလေးလုံးမဲ့ဟာပေါ့အဲ့ဒီမှာမှကောင်းမလေးကကျတော့သူ့အမေကိုလက်ဆောင်ဝယ်ပေးချင်တာဘာလို့လို့ဆိုရင်ဘာလက်ဆောင်လဲဆိုလို့ရှိရင်ရေပူစမ်းသွားဖို့အတွက်လက်မှတ်ပေါ့နော်ရေပူစမ်းသွားတာကြိုက်တယ်ဆိုတော့အဲ့လက်မှတ်3လေးကအဖြစ်မှဖြစ်မှာပေါ့女の学生はどうしてアルバイトをしますか？6番。男の学生と女の留学生が話しています。女の留学生は今日何をしたいと言っていますか？အဲ့တော့နိုင်ငံခြားကျောင်းသူတွေကအခုဘာလုပ်ချင်တယ်လို့ပြောတာလဲဟောဒီမှာအထုပ်ကိုပို့မယ်ပေါ့ဒါမှမဟုတ်ရင်ပါတီကိုသွားမယ်လက်ဆောင်ဝယ်မယ်ဒါမှမဟုတ်ရင်ခရုမနဲ့လဲပတ်သွားမယ်ですね。帰る準備は終わりましたか？荷物はもう送りましたが、お土産をまだ買っていないんです。最近ずっとパーティーなどがあって忙しかったので、今日買いに行こうと思っています。そうですか。私も買い物があるんです。車で行こうと思っているんですが、一緒にどうですか？ありがとうございます。じゃあ、お願いします。အဲ့ဒီမှာဆိုလို့ရှိရင် तू မလောက်ရသေးတာကလက်ဆောင်ဝယ်ပေးပေါ့နော်။ဘာလို့ဆိုတော့ပါတီတွေသွားတာရင်ရှိနေလို့တဲ့ तू အလုံးရှုံနေလို့ဆိုပြီးတော့မှအကောင်းလေးကလည်းသူ့သွားဝင်မယ်ဆိုပြီးတော့ကားနဲ့သွားမယ်ပြောတာ။အဲ့တော့အချိန်များကြတော့7番。テレビで男の人がレストランについて話しています。အဲ့တော့ကောင်းလေးက तू ကဒီစားသောက်ဆိုင်နဲ့ပတ်သက်ပြီးတော့မှပြောနေရပေါ့နော်။တက်တဲ့ပြီးမှာこのレストランはどうして最近客が増えましたか？အဲ့တော့ तू ကဧည့်သည်တွေများလာတာလေအခုတလောပေါ့နော်။အော် TV မှာကြော်ညာတာမလို့လားဒါမှမဟုတ်ရှင်လဲနာမည်ကြီးတဲ့လူတွေကလောက်တာမလို့လားဟင်းချက်တာမလို့လားဒါမှမဟုတ်ရှင်ဟင်းကဈေးချုပ်လို့လားဒါမှမဟုတ်ရှင်ဒီဟိုမှာရုပ်ရှင်မှာပါလို့လားပေါ့နော်။အဲ့တုံးတွေကဘယ်လိုဧည့်သည်တွေများလာလဲဆိုတော့နောက်ထောက်အောင်今日は今人気のレストランを紹介します。こちらは100年前に建てられたレストランです。料理は安くて美味しいです。こちらで料理を作っている佐藤さんは有名なホテルで働いていたことがあるそうです。このレストランは先月映画に出てから大勢の人に知られるようになりました。今はたくさんの人が食べに来るようになったそうです。このレストランはどうして最近客が増えましたか？အဲ့တော့ तू ပြောရတယ်မှာလေ तू ဒီစင်လိုက်လေးပြောတယ်နော်ဒါလေးရင်ပြောတယ်ပြီးလို့ရှိရင်ဒီဟာလေးပြောတယ်ဒါလေးပြောတယ်အဲ့တော့ तू ပြောရတယ်မှာလေ तू ကဒီယူမင်းနာဖြစ်တာကလူကဖြစ်တာမဟုတ် तू ကဟိုတယ်မှာလုပ်ခဲ့ပြီးလူကလုပ်တာပေါ့နော်နာမည်ကြီးရဲ့ဟိုတယ်မှာလုပ်ခဲ့ပြီးလူကဖိနေချက်တာအဲ့တော့ तू လူတွေများလာတာကိုအိုးစိန်တော့ဟီတိုလို့ပြောသွားတယ်ပေါ့နော်ဧည့်သည်တွေများတာကိုအိုးစိန်တော့ဟီတိုလို့ပြောသွားတယ်အဲ့တော့အဲ့ဒီမှာလွန်ခဲ့တဲ့3နှစ်ကာလ तू TV မှာဒီရုပ်ရှင်တွေမှာပါတဲ့နောက်ပိုင်းပေါ့နော် तू ကဧည့်သည်တွေများလာတယ်လို့ပြောတာအဲ့တော့အဖြစ်မှန်လား問題3အဲ့တော့ဒါဆိုလို့ရှိရင်တော့မွန်တိုင်းဆက်အောင်ဆက်လုပ်မယ်ပေါ့နော်